အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အားလုံးဟာပျော်ရွှင်ချင်ကြတယ်ဒါပေမဲ့အမှန်တရားတစ်ခုကတော့ဒီလောကမှာအလကားရတဲ့အရာဆိုတာမရှိပါဘူးစီးပွားရေးပညာမှာ freelance မရှိဘူးလို့ပြောသလိုပဲတင်တစ်ခုခုကိုလိုချင်ရင်နောက်ထပ်တစ်ခုခုကိုပေးဆက်ရပါပါလူတော်များများကတော့ဘာမှမပေးဆက်ရပဲနာကျင်မှုမရှိပဲပျော်ရွှင်မှုကိုပဲလိုချင်နေကြတာဟာကျွန်တော်တို့ကိုပို့ပြီးစိတ်မချမ်းသာဖြစ်စေပါတယ်ဒီနေ့ဗီဒီယိုမှာတော့တကယ်ပျော်ရွှင်မှုရဖို့အတွက်ကျွန်တော်တို့ဘာတွေပေးဆက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပါပြည့်စုံရမယ်ဆိုတဲ့အယူဆကိုစွန့်လွတ်ပါလူတော်များများကအိမ်ရှိမယ်အိမ်ထောင်ဘက်ရှိမယ်ကားရှိမယ်ဆိုရင်အရာအလုံးကပြည့်စုံသွားပြီလို့ပျော်ရွှင်တော့မယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့အမှန်တကယ်တော့ပြဿနာတွေကပျောက်ကွယ်သွားမှာမဟုတ်ပါဘူးသူတို့ကပုံစံပြောင်းသွားတာပဲရှိတာပါပိုပြည့်စုံခြင်းဆိုတာစိတ်ကူးရင်မှုတတ်တတ်ပဲဖြစ်ပြီးလက်တွေ့မှာမရှိနိုင်ပါဘူးကျွန်တော်တို့ဟာပြည့်စုံဖို့ထက်တိုးတက်မှုကိုပဲအာရုံစိုက်တင်ပါတယ်ဘဝဟာကျွန်တော်တို့လိုချင်သလိုအမြဲဖြစ်မလာနိုင်တဲ့အတွက်မိမိကိုယ်တိုင်နဲ့အခြားသူတွေရဲ့ချိုးယင်းချက်တွေကိုလက်ခံနိုင်မှသာပျော်ရွှင်နိုင်မှာဖြစ်ပါတယ်ပြဿနာတွေအတွက်တာဝန်ယူပါကိုဘဝမှာဖြစ်နေတဲ့မြပြဿနာတွေအတွက်ကဘာကြီးကိုဒါမှမဟုတ်အခြားသူတွေကိုအပြစ်တင်တာကလက်ဆုံးနီးလန့်ပါဒါပေမဲ့အဲ့ဒီလိုအပြစ်တင်နေတဲ့၍တင်ဟာကိုယ့်ကကြမ္မာကိုမဖန်တီးနိုင်တဲ့သားကောင်တစ်ယောက်လိုခံစားနေရမှာဖြစ်ပြီးဒါဟာအလွန်စိတ်ပျက်စရာကောင်းတဲ့အခြေအနေပါတကယ်တော့တင်ဘဝမှာဖြစ်နေတဲ့မြကိစ္စတွေဟာတင်းကြောင်မဟုတ်ရင်တော့ဒီအခြေအနေကနေပြန်လည်နိုးထလာဖို့ကတင်းရတောင်းပဲဖြစ်ပါတယ်သူတည်တနာရမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ယုံကြည်သူတွေဟာအလောက်ခွင်တဲ့ကျမ်းမာရေးမှာပုံမအောင်မြင်တက်ကြပါတယ်ကြောင်းရွံ့မှုကိုအန်တူပြီးရှေ့ဆက်ပါတတိရှိရဆိုတာကြောင်းရွံ့မှုမရှိတာမဟုတ်ပါဘူးကြောက်နေပေမဲ့လည်းဓာတ်ထက်ပိုရေးကြီးတဲ့အရာတစ်ခုရှိနေတယ်လို့ဆုံးဖြတ်ပြီးဆက်လုပ်တာကိုခေါ်တာပါကျွန်တော်တို့ပျော်ရွှင်မှုဟာခဏတာစိတ်လှုပ်ရှားမှုပေါ်မှာပဲအခြေခံနေရင်အတက်အကျအယံများပါလိမ့်မယ်ရေရှည်တည်တဲ့နဲ့ပျော်ရွှင်မှုဆိုတာမိမိကိုယ်တိုင်သတ်မှတ်ထားတဲ့နှဆိုင်တဲ့တံမိုးထားမှုတွေကနေပဲလာတာဖြစ်ပါတယ်ပုံမနှဆိုင်တဲ့ရည်ရွယ်ချက်ကိုရှာဖွေပါတင်ပါကြောင့်ဒီအလုပ်ကိုလုပ်နေတာလဲပတ်စံတက်တက်အတွက်လားပတ်စံတက်တက်အတွက်ပဲဆိုရင်တော့စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါတင်ဟာစိတ်မချမ်းသာဖြစ်ရပါလိမ့်မယ်ဒါပေမဲ့မိသားစုကိုကောင်းမွန်တဲ့ဘဝတစ်ခုပေးရှင်လို့ဆိုတဲ့ပုံမနှဆိုင်တဲ့ရည်ရွယ်ချက်ရှိရင်တော့အခက်ခဲတွေကိုပို့ပြီးခံနိုင်ရရှိလာမှာပါဒီလိုရည်ရွယ်ချက်ချဖို့အတွက်နည်းလမ်းနှစ်ခုရှိပါတယ်1တိုးတက်မှုမိမိကိုယ်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ခြင်း2ပေးဆက်မှုခြားသူတွေပိုကောင်းလာအောင်ကူညီပေးခြင်းဖြစ်ပါတယ်အရှုံးနဲ့အရှက်ရမှုကိုလက်ခံပါတင်ဟာတချို့သူတွေအတွက်ဘဝကိုပြောင်းလဲပေးနိုင်တဲ့သူဖြစ်လာဖို့ဆိုရင်အခြားသူတွေရဲ့အမြင်မှာတော့အရှက်ရเสียလူပြက်တစ်ယောက်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်လူတိုင်းမှာတန်ဖိုးထားမှုချင်းမတူညီတဲ့အတွက်တင့်ကိုမကြိုက်တဲ့သူတွေအမြဲရှိနေပါပါဒါကိုလက်ခံရပါမယ်အရှုံးမရှိရင်တိုးတက်မှုမရှိပါဘူးတိုးတက်မှုမရှိရင်လည်းပျော်ရွှင်မှုမရှိနိုင်ပါဘူးဒါကြောင့်လဲကျသွားတဲ့အခါပြန်ထားဖို့တင်ယူတာဟာဘဝရဲ့အရေးကြီးဆုံးရည်ချင်းတစ်ခုဖြစ်ပါတယ်ဒီကုန်းချိုးရရင်ပျော်ရွှင်မှုဆိုတာအလကားရတာမဟုတ်တလို့အမြဲတမ်းလဲလွယ်ကူနေမှာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့ပြဿနာတွေကိုတာဝန်ယူပြီးနှဆိုင်တဲ့ရည်ရွယ်ချက်တွေနဲ့ရှေ့ဆက်မယ်ဆိုရင်တော့ခိုင်မာတဲ့ပျော်ရွှင်မှုကိုရရှိမှာသိကြပါပဲဒီခုပြပြသွားတဲ့အထက်မှာတင်ဘဝအတွက်ဘယ်အချက်ကအသုံးဝင်ဆုံးဖြစ်မလဲကိုမက်မှာရေးပြသွားပါဦးနောက်ထပ်စိတ်ခွန်အားပြည့်ဘုဒ္ဓတာတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်